Busted my wife cheating, a Reddit story. ဟေးလူတိုင်းနဲ့ကြိုးဆိုပါတယ်ဒီအကြောင်းကိုပြန်လဲစဉ်းစားကြည့်ရင်ဘလို့တုံ့ပြန်မလဲဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်အိမ်ကိုမျောလင့်ထားတာထက်စောလာပြီးကိုယ့်ယောက်ျားမိန်းမနဲ့အခြားလူတစ်ယောက်ကိုကိုယ့်အိမ်ကျောင်းထဲမှာတွေ့ရရင်ဘလို့ခံစားရမလဲဒါကကျွန်တော်တို့ရဲ့နောက်ထပ်အခြားအကြောင်းအရာဖြစ်ပါတယ်ဒါကအသုံးပြုသူ lazy recommendation ကနေပေးပို့လာတာဖြစ်ပြီးမိဖုရားကိုပြစ်မှားတာနဲ့တိုင်ဆိုင်ခဲ့တယ်ရဆိုတာပါပဲကျွန်တော်ကလုံးဝထွက်ပေါက်မရှိတော့ဘူးဘာလို့ရမလဲဆိုတာမသိဘူးအချစ်ကြောင့်မြက်စိမိန်နေခဲ့ပြီးဒီလိုအရာတွေကျွန်တော်ပေါ်မှာဖြစ်လာနိုင်ဘူးလို့တွေးခဲ့တယ်သူမကကျွန်တော်ယောက်ျားမိန်းမနဲ့အကောင်းဆုံးတငယ်ချင်း20ကျော်လောက်ရှိတော့တယ်အချက်လက်တွေရှိခဲ့ပေမဲ့ကျွန်တော်ကလစ်လူရှုခဲ့တယ်ကျွန်တော်ခေါင်းထဲကအချက်လက်တွေကိုပြောပြရရင်အ ਨੇ ဆုံးအနေနဲ့အချင်းချုပ်ပြောပြလိုက်ရအောင်ညတခေါင်ရန်လောက်မှာစာတိုပေးပို့တာပုံမှန်မဟုတ်တော့ဘူးတငယ်ချင်းတွေနဲ့တောက်စားရေးလုပ်တာကပုံမှန်ဖြစ်လာတယ်ဒါကသူမရဲ့ပုံစံမဟုတ်ဘူးဒါပေမဲ့သူမကလူမှုရေးကိုပိုပြီးဆွဲလန်းနေတာကိုကြွအနော်ကဝမ်းသာနေခဲ့တယ်သူမကတပတ်လျင်တစ်ချိန်ယိုကလုတ်တယ်လို့ပြောပေမဲ့တကယ်တော့ငွေပေးတာမဟုတ်ဘူးသူမရဲ့လုပ်ဖို့ကိုင်ဖက်တစ်ယောက်ကဆရာဖြစ်ပြီးသူမကပြင်ဆင်ခြင်းနဲ့တန်ရှင်းရေးလုပ်တာကိုကူညီပေးနေတာပါယိုကလုတ်သူအတွက်သူမကအလွန်တောင့်တင်းနေခဲ့တယ်ဒါကိုကျွန်တော်ကသတိထားမိခဲ့တယ်အမည်မသိဖုန်းခေါ်ဆိုသူတွေဖုန်းချတာတွေဖြစ်ခဲ့တယ်နီးနီးကပ်ကပ်ရှိရင်အချင်းချင်းဖုန်းကိုကျွန်တော်တို့လက်ခံပေးကြတယ်အချိန်ပေါင်းများစွာမှမတိသောခေါ်ဆိုသူကကျွန်တော်လက်ခံလိုက်တာနဲ့ဖုန်းချလိုက်ကြတာပါကျွန်တော်တို့ကစပိုင်ခေါ်ဆိုမှုတွေအများကြီးရခဲ့ပေမဲ့အများအားဖြင့်စီးပွားရေးလူတွေတို့မဟုတ်အရင်နံပါတ်ပိုင်ရှင်ကိုရှာနေတဲ့အကျွေးဆက်ဆောင်တွေဖြစ်ကြတာပါဖုန်းချတာကရှာရှာပပပဲကျွန်တော်ကမြို့ပြင်မှာအလုပ်လုပ်ပြီးဒီညလောက်မှာအိမ်ကိုပြန်มาလို့စီစဉ်ထားခဲ့တယ်ကျွန်တော်တို့ကနှစ်ပတ်ကြာလန်ခီထွက်ဖို့စီစဉ်ထားခဲ့ပြီးဒါကဒီဆောင်းရာသီမှာမိသားစုနဲ့တငယ်ချင်းတွေနဲ့အလွန်အလုံးရှုပ်နေတာကြောင့်ကျွန်တော်တို့နှစ်ယောက်တည်းအချိန်ပေးဖို့ဖြစ်တာပါအလုတ်ကနှိကစားနေလို့ကျွန်တော်မနေ့နေ့လေကအိမ်ကိုပြအလာခဲ့တယ်အိမ်ရှိချန်ထဲမှာမတိတော့ကားတစ်စီးရှိနေတာကျွန်တော်အိမ်ကြီးချင်းကနောက်ပိုင်းမှာကားအစ်စ်ကိုဘလို့ထင်ကြောင်းမေးတော့ကျွန်တော်ကအမှားလုပ်နေတာလို့ထင်ပြီးအလေးမထားခဲ့ဘူးကားကိုမြင်တာနဲ့ကျွန်တော်ဦးလည်းအနှောင့်အယှက်ဖြစ်ပြီးစိုးရိမ်လာခဲ့တယ်ကျွန်တော်ကကိုယ့်ယောက်ျားမိန်းမကိုချစ်ပြီးယုံယုံကြည်ကြည်နေခဲ့ပေမဲ့အဲ့ဒီခံစားချက်ကအလွန်ပြင်းထန်နေခဲ့တယ်ဒါကဦးလည်းအနှောင့်အယှက်ခါဆိုတာဘာလဲဆိုရင်ရုတ်တရက်စိုးရိမ်ပြီးစိတ်မသက်သာဖြစ်တာကိုဆိုလိုတာဖြစ်ပြီးအဖြစ်အပျက်တစ်ခုကိုကြိုကြားသိနိုင်ဒီလိုမျိုးခံစားလိုက်တာပါကျွန်တော်ကအိမ်ရဲ့ဘေးကိုရှောက်ပြီးကျွန်တော်တို့ရဲ့အိတ်ခမ်းကိုလှည့်ကြည့်ခဲ့တယ်ပြတင်းပေါက်ကဖွင့်နေခဲ့ပြီးနီးလာတာနဲ့အတန်တွေကြားနိုင်ခဲ့တယ်ပြတင်းပေါက်ကနေကြည့်လိုက်တော့ကျွန်တော်အကြီးဆုံးကြောက်လန့်မှုအတီးပြုခံရခဲ့တယ်သူတို့ကကျွန်တော်အိမ်ရာထဲမှာလုံးဝလက်လက်နဲ့ရှိနေကြတာပါကျွန်တော်ကထွက်လာခဲ့တယ်ကျွန်တော်ကနောက်ပိုင်းမှာဝမ်းထဲချောင်းကိုတားဆီးပြီးအလွန်စိတ်ဆိုးနေခဲ့တယ်အခုချိန်မှာကိုဂယုမဆိုင်တော့ဘူးကျွန်တော်မိသားစုရဲ့ကပ်ပင်ကိုသွားပြညမှာအရာအလုံးတောက်ခဲ့တယ်ဒီနေ့အိမ်ကိုပြန်သွားပြီးသူမနဲ့ရင်ဆိုင်ဖို့စိတ်ကူးခဲ့ပေမဲ့လက်လန်းမမီတော့ဘူးကျွန်တော်ကအသင့်မဖြစ်သေးဘူးကျွန်တော်ခံစားနိုင်တာစိတ်ဆိုးဒေါသကြီးဖြစ်ပြီးတွေးနိုင်တာအင်အားသုံးတာပဲကျွန်တော်ကကောင်းကောင်းမလုပ်နိုင်တဲ့အခြေအနေမှာရှိနေတော့သူမကိုတွေးဖို့တင့်တော်တာမဟုတ်ဘူးအခုကျွန်တော်ကကပ်ပင်မှာပြန်ရောက်နေပြီးအလီ60အောင်ရှိတဲ့ရန်ဖန်ရှင်းဘူးတစ်လုံးကိုတနာရီကျော်စိုက်ကြည့်နေတယ်ကျွန်တော်ကမူပြီးမေးလိုက်ချင်ပေမဲ့မူပြီးအဆိုးရွေးမှုတွေမလုပ်ချင်ဘူးဒါကကျွန်တော်ဘဝရဲ့အရေးကြီးသောခိုက်တန့်ဖြစ်ပြီးလာမယ့်ရက်တွေမှာကျွန်တော်လှုပ်ဆောင်ချက်ကကျွန်တော်ဘဝကိုကြန့်ခိုင်စေမှာဖြစ်တယ်ဒါကကျွန်တော်ရှိနေတဲ့အခြေအနေပါကျွန်တော်ကအကူအညီလိုအပ်နေတော့မိသားစုနဲ့တငယ်ချင်းတွေကိုမပြောသေးဘူးဒီလောကကြီးကိုစိတ်ဆိုးပြီးအခြားလူတွေကိုဆက်သွယ်နေတာပါဒီကဘာကိုကျွန်တော်ကစိတ်ဆိုးနေတဲ့ပြင်ဆင်ချက်ကျွန်တော်ကအရက်တောက်တာကိုဆုံးဖြတ်နိုင်ပြီးဒါပေမဲ့အခုလမ်းဘေးမှာထားတော့မယ်ကျွန်တော်ညီကိုဖုံးဆက်ခဲ့တယ်သူကလာနေတာပါနက်နက်တက်လဲကြဝန်ကြမ်း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 
လက်တော်လောက်နေအခုလောလောဆယ်ကွာဖြစ်ဖို့စိတ်ကူးထားမိတယ်အခြားပယ်နီလန်းမှမမြင်တော့ဘူးကျွန်တော်ရဲ့အကူဒီကိစ္စကိုထောက်ခံပေးနေပေမဲ့အနှဲငယ်ရက်ပိုင်းလောက်စောင့်ကြည့်ပြီးတယောက်ယောက်နဲ့ပြောကြည့်ဖို့အကြံပေးတယ်သူ့ရဲ့ဇနီးရဲ့တငယ်ချင်းတယောက်ကလူမျိုးများနဲ့ကွာရှင်းဆိုင်ရာအကြံပေးသူဖြစ်ပြီးတနင်္လာနေ့မှာကျွန်တော်နဲ့စကားပြောဖို့အဆင်သင့်ဖြစ်နေတယ်ကျွန်တော်စိတ်ပြောင်းလဲသွားမယ်လို့မထင်ပေမဲ့ဒီရုပ်ပြုပြင်ကိစ္စအနှဲငယ်ပြေလည်အောင်ကူညီပေးနိုင်လောက်မယ်လို့ယူဆတယ်ဒီမှာကောင်းကောင်းအကြံတွေယူပြီးရှေ့နေတွေနဲ့စကားပြောဖို့စလုပ်နေပြီးအ ਨੇ ဆုံးကျွန်တော်မဖြစ်မနေလုပ်ရမယ်လို့ထင်တာကိုပြင်ဆင်ဖို့လိုတယ်ဒီကိစ္စကိုကောင်းကောင်းလုပ်ချင်တယ်သူ့ကိုကျွန်တော်ဘယ်တော့မှကျွန်တော်ကိုထိခိုက်အောင်လုပ်မဲ့လူလို့မထင်ခဲ့ဘူးဒါပေမဲ့သူလိမ်လည်မှုလုပ်လိမ့်မယ်လို့မထင်ခဲ့ဘူးဒါကြောင့်ဘလို့အခြေအနေမှာမဆိုပြင်ဆင်နေဖို့လိုတယ်ဒါကတူတူလေးအတိတ်တစ်ခုဖြစ်ပေမဲ့ဒီအတိတ်ကနေအဓိကလူကြီးရဲ့စိတ်ထားကိုမြင်နိုင်တယ်အခုနောက်အတိတ်ကိုစက်ကြည့်ရအောင်ဒါကအချက်လက်အများကြီးပါတယ်ကြီးမားတဲ့အတိတ်တစ်ခုဖြစ်တယ်ဒီရက်ပိုင်းတွင်အတော်လေးဖြစ်ရက်တွေဖြစ်ခဲ့တယ်ကျွန်တော်ရဲ့အကိုမျက်နဲ့ကျွန်တော်လမ်းဆောက်လောက်မောင်းပြီးတိဘက်ဖိတ်ဖက်ဆိုင်ကိုသွားတာဖြစ်တယ်ဒီပုံစံမျိုးကတောင်ပေါ်ကနနက်စာဆိုင်တစ်ခုဖြစ်ပြီးကျွန်တော်အတွက်အကိုကျွန်တော်နောက်ကူပေးခြင်းကိုအရန်ကျေးဇူးတင်တယ်ဒါကကျွန်တော်စိတ်ထဲကစိုးရိမ်မှုတွေဖြစ်နေတာကိုပြောကြည့်ုံတက်တက်ဖြစ်ပေမဲ့စိတ်ကိုတန့်ရှင်းအောင်ကူညီပေးတယ်ငားများဖို့သွားကြပေမဲ့ငားကောင်းတာမရှိခဲ့ဘူးကျွန်တော်နဲ့အကိုနှစ်ယောက်လုံးတောင်ငားလေးကောင်ဖမ်းမိပေမဲ့အရွယ်သေးလို့ပြန်လွတ်လိုက်ရတယ်ဒါပေမဲ့ကျွန်တော်တို့ဆိုင်ပိုင်ရှင်ကပေးတဲ့အသေးစားစားတောက်စရာတွေစားကြပြီးအရန်ကောင်းခဲ့တဲ့နေ့စဉ်နေ့မှာကျွန်တော်တို့အကိုရဲ့နေအိမ်ကိုပြန်မောင်းလာကြတယ်သူ့နေရာကကျွန်တော်နေရာကနေနောက်မြို့လောက်ဖြစ်ပြီးကျွန်တော်အိမ်ကနေလမ်းဆက်လောက်ကွာဝေးတယ်ရောက်တော့ချင်းအကိုရဲ့ဇနီးရှိနေပြီးကျွန်တော်တို့၃ယောက်အေးအေးတုံတုံအိုးအေးခဲထားတဲ့အဖြူရောင်ဝိုင်တဲ့ဘူးကိုဖွင့်လိုက်ကြတယ်ဒါကြောင့်ကျွန်တော်အတွက်အဆုံးရက်ကအဆုံးသက်ခဲ့တယ်ချင်းကကျွန်တော်တို့ထွက်လာတော့ကကျွန်တော်ဇနီးကိုလိုက်ကြည့်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ပြောတယ်သူကတော့ကြာနေညမှာအဲ့ဒီကောင်လေးကကျွန်တော်အိမ်မှာတညလုံးနေခဲ့ပေမဲ့စနေနေ့မနက်မှာဂျင်းရောက်လာတော့သူထွက်လာနေပြီးလိုင်းနှင်းကြည့်တော့သူနေတဲ့တိုက်ခန်းကိုတွေ့ခဲ့တယ်ကျွန်တော်ဇနီးကစနေနေ့ညမှာသူ့တိုက်ခန်းမှာနေခဲ့ပြီးဒီညမှာပဲကျွန်တော်ကိုချစ်တယ်လွမ်းနေတယ်လို့စာပို့နေခဲ့တယ်ဂျင်းကသူ့အချိန်ကိုကျွန်တော်မြို့မှာမိသားစုလာလဲယုံတက်တက်နဲ့ကျွန်တော်ဇနီးကိုလိုက်ကြည့်နေတာနဲ့ပိုင်းခြားတုံးနေခဲ့တယ်လို့ပြောတယ်သူကတနင်္ဂနွေနေ့မနက်မှာကျွန်တော်ဇနီးသူ့တိုက်ခန်းကနေထွက်လာတာကိုဖမ်းမိပြီးသူတို့ဖက်တွဲပြီးနမ်းနေတဲ့တပ်ပုံလေးတွေရိုက်ခဲ့တယ်ကျွန်တော်ဒီတပ်ပုံတွေကြည့်ကျင်စိတ်မရှိဘူးဒါကြောင့်ကျွန်တော်စိတ်ကူးကပိုပြီးခိုင်မာသွားတယ်သူကချစ်တယ်လို့ပြောရင်းအခြားလူတစ်ယောက်နဲ့နေနိုင်ရင်ကျွန်တော်ဘယ်တော့မှသူ့ကိုယုံလို့မရနိုင်တော့ဘူးဒါပေမဲ့ကျွန်တော်စိတ်လှုပ်ရှားမှုကြောင့်အလောတကြီးဆုံးဖြတ်မှုလို့တော့မယ်မထင်အေးစစ်ပြီးဆုံးဖြတ်ရမယ်ဒါကြောင့်ဂျင်းကရှယ်ရင်ကညစာစားဖို့လာနေမယ်လို့ပြောတယ်ရှယ်ရင်ကဂျင်းကကျွန်တော်အတွက်ချိတ်ဆက်ပေးထားတဲ့အကြံပေးသူဖြစ်ပြီးကွာရှင်းဆိုင်ရာအကြံပေးသူပေါ်ရှင်းလင်းအောင်ပြောရရင်သူဟာကျွန်တော်ဇနီးကိုဘယ်တော့မှမလာဘူးကျွန်တော်နဲ့ရှယ်ရင်ကလည်းပထမဆုံးအကြိမ်စုံစည်းတာဖြစ်တယ်ရှယ်ရင်ကအရန်ကောင်းတဲ့လူတစ်ယောက်ဖြစ်ပြီးကျွန်တော်တို့အရန်ကိုက်ညီခဲ့ကြတယ်ညစာစားပြီးတော့ရှယ်ရင်နဲ့ကျွန်တော်အကိုရဲ့အနီးဝန်းကျင်ကိုလမ်းလျှောက်ကြတာဖြစ်တယ် I took the dogs for a walk and had a private conversation with Sharon.
She was an excellent listener and made me feel comfortable, as if I didn't need to hold back. It was therapeutic to be so free and express my feelings as much as I was comfortable with my brother. This was a different and much-needed experience. တစ်ဆက်သူ့အတွက်အခုတော့နောက်ဆုံးအပ်ဒိတ်ကိုဆက်လုပ်ကြည့်ကြရအောင်လွန်ခဲ့တဲ့အပတ်ကအရန်အဖြစ်ပြက်များခဲ့တယ်ကျွန်တော်ကကင်းမက်နဲ့ကျွန်တော်ရဲ့အကူအိမ်ကြားမှာအလှည့်ကျနေရတယ်သူတို့အပေါ်မှာအ ਨੇ ဆုံးဝင်ထုတ်ဝင်ပိုးဖြစ်အောင်ကြိုးစားနေတယ်အထူးသဖြင့်နက်နက်စောစောမှာအစည်းအဝေးရှိတဲ့ညတွေမှသာနေခွင့်ယူတယ်ကျွန်တော်ရဲ့လုပ်ငန်းကုမ္ပဏီကကိုရေးကိုရာကိစ္စတွေကြောင့်ရက်အနှဲငယ်ခွင့်ပေးထားတာကအရန်ကူညီပေးခဲ့တယ်ဒါကြောင့်ကျွန်တော်ကအခြားလောကတွေကပြန်လာလို့အခုဆိုရင်ပုံမအားကောင်းလာပြီအဲ့ဒါအပြင်ကျွန်တော်ကစာရန်ဆိုတဲ့စိတ်ဖိအားလျှော့ခြင်းဆရာကိုဆက်လက်လက်ပတ်နေတယ်အခုဆိုရင်အားလုံးပေါင်း3ကြိမ်မြောက်တွေ့ဆုံပြီးကျွန်တော်ကိုယ်တိုင်စိတ်ထားအခြေအနေက2ပတ်လောက်ပိုကောင်းလာတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့တွေ့ဆုံမှုတွေကအရန်ထိရောက်တယ်လို့မထင်ပေမဲ့ကျွန်တော်ရဲ့ခေါင်းထဲကအတွေးတွေကိုရှင်းလင်းပေးနိုင်တဲ့အခွင့်အရေးကောင်းတစ်ခုလို့မြင်တယ်ဒါကြောင့်ကျွန်တော်ကဆက်လုပ်သွားအောင်မယ်လွန်ခဲ့တဲ့တောက်ကြနေ့မှာရှေ့နေတယောက်နဲ့ဆွေးနွေးခဲ့တယ်သူတို့ရဲ့လမ်းညွှန်ချက်အရကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုအလုံးငွေကြေးရာတွေအပေါင်းအသင်းဆိုင်ရာယဉ်ကျေးမှုနဲ့ကြွေးမိတွေကိုစည်ရင်ပြုစုခဲ့တယ်ပြီးတော့ဘဏ်ကိုသွားပြီးကျွန်တော်တို့ရဲ့အကောင့်တွေကိုအရင်းမြစ်ဖြတ်ထားခဲ့တယ်ဒါကြောင့်လူတစ်ယောက်တည်းငွေထုတ်လို့မရအောင်လုပ်ထားတာပါကျွန်တော်တို့2ယောက်လုံးကလစာတွေကိုကိုယ်ပိုင်အကောင့်တွေကိုထည့်ပေးလေးရှိတာကြောင့်ဒါကကျွန်တော်တို့2ယောက်ကိုအသင့်ငွေတွေကိုအသုံးပြုလို့မရအောင်ပိတ်ထားတာမဟုတ်ဘူးလက်ရှိရှိနေတဲ့အတူသုံးငွေတွေနဲ့ရှေးကာလရဲ့ငွေတွေကိုသာကာကွယ်ထားတာပါဒါဟာငွေကြေးနဲ့ဆိုင်တဲ့အရေးကြီးသောကာကွယ်မှုတစ်ခုဖြစ်ပြီးတိကျလွတ်လပ်စွာငွေကြေးစီမံခန့်ခွဲနိုင်အောင်ကူညီပေးပါတယ်ရှေ့နေကကျွန်တော်ကိုအကျိုးကြောင့်ဆိုင်ရာစာရွက်စာတမ်းတွေအရင်ထုတ်ပြီးမှသူမနဲ့မျက်နှာချင်းဆိုင်ဆွေးနွေးဖို့အကြံပြုခဲ့ပေမဲ့အဲ့ဒါကအခုတော့နောက်ကျသွားပြီးအပတ်လုံးကျွန်တော်ကဇနီးနဲ့သူမရဲ့မိသားစုနဲ့သူမရဲ့တငယ်ချင်းတွေကနေဖုန်းခေါ်ဆိုနဲ့စာပို့ဖတ်တာတွေလိုက်လံပို့ခံခဲ့ရတယ်လွန်ခဲ့တဲ့စနေနေ့မှာကျွန်တော်ရဲ့လင်ကွယ်ကကပင်တောင်ပေါ်ကမိသားစုကောင်းရင်စုံလင်စုံတွေ့ဆုံပွဲစီစဉ်ပေးခဲ့တယ်ကျွန်တော်လည်းသွားပြီးမိသားစုကိုအဝါကြီးထည့်ပေးခဲ့ရတယ်ဒါဟာအခုတော့အဖြစ်ပြက်ဖြစ်ကြတဲ့ကမိသားစုကိုကျွန်းတော်ရဲ့ပြန်လည်ကောင်းမွန်ရေးလုပ်ငန်းစဉ်နဲ့ပါဝင်နိုင်အောင်ဖြစ်လာပြီးအရာအလုံးကမျှော်လင့်ထားသလောက်ကောင်းခဲ့တယ်။ဒါပေမဲ့စနေနေ့ညရုံးတော်9နာရီလောက်မှာကျွန်တော်ရဲ့အကူနဲ့အဖေနဲ့မိဘအနားမှာထိုင်နေရင်ကျွန်တော်ရဲ့ဇနီးရဲ့ကားကရောက်လာခဲ့တယ်။ကျွန်တော်ရဲ့အကူမော့ကကျွန်တော်ကိုဒီကိစ္စကိုကျွန်တော်ကိုယ်တိုင်ကင်တယ်လို့ပြောခဲ့တယ်။ကျွန်တော်နဲ့အဖေကကားဝင်လမ်းကနေမမြင်ရအောင်အိမ်ချမ်းမြေတဲကိုရှောက်လဲဖို့ဆုံးဖြတ်ခဲ့ကြတယ်။ကျွန်တော်တို့တောအုပ်ထဲဝင်လိုက်တုံးအကြောင်းဤရကလေးမှာကျွန်တော်ရဲ့ဇနီးမော့ကိုအော်ဟစ်နေတာကိုကြားလိုက်ရတယ်။ဘာလို့လမ်းပိတ်နေတာလဲလို့သူမကသူမရဲ့တငယ်ချင်း2ယောက်လောက်နဲ့တူရောက်နေပြီးသူတို့ကလည်းမော့ကိုအော်ဟစ်နေကြတယ်။မင်းကိုကဘာလုပ်နေတာလဲ။မင်းရေးကိစ္စမဟုတ်ဘူးလို့မော့ကစူးစမ်းခဲ့ပေမဲ့သူတို့အားလုံးကိုကင်တွယ်လို့မရဘူး။နောက်ဆုံးသူမကမော့ကိုကြော်ပြီးကျွန်တော်တို့စီပြေးလာခဲ့တယ်။သူမကကျွန်တော်တို့ဒီလမ်းကိုသွားတာကိုမြင်လိုက်လောက်ပြီးအဖေကကျွန်တော်ကိုဒါကိုကျွန်တော်ကင်တယ်လို့ပြောပေမဲ့ကျွန်တော်ကဒါကိုကျွန်းတော့ကိုယ်တိုင်ကင်တယ်လို့ပြောခဲ့တယ်ကျွန်တော်ရဲ့ဇနီးရိုးရှင်းအောင်ကိတ်လို့ခေါ်ကြရအောင်ကျွန်တော်စီပြေးလာပြီးငိုကြွေးနေခဲ့တယ်သူမကကျွန်တော်ကိုဖက်လိုက်တာကိုကျွန်တော်ကမတားပေမဲ့ကျွန်တော်ကဖက်ပြက်မလုပ်ခဲ့ဘူးသူမကကျွန်တော်ကိုလွတ်လပ်စွာစကားပြောဖို့တောင်းဆိုခဲ့တယ်ကျွန်တော်လည်းသဘောတူခဲ့တယ်အဲ့ဒီနောက်ကျွန်တော်တို့2ယောက်ကအိမ်ချမ်းမြေတဲကလမ်းကြောင်းတွေကိုရှောက်လှည့်ပြီးအနှဲငယ်တီးတန့်ဖြစ်အောင်ဆွေးနွေးခဲ့ကြတဲ့ကိတ်ကကျွန်တော်ကိုအဲ့ဒီလူတစ်ယောက်ရဲ့ဇနီးကသူ့ကိုစွန့်ခွာသွားပြီလို့ပြောခဲ့တယ်သူကကျွန်တော်ကိုချဒိန်းချောက်ပြီးအသက်ဆုံးစေဖို့ကြံရွယ်နေပြီးအားလုံးကိုကိတ်စီအပြစ်တင်ခဲ့တဲ့ကိတ်ကသူ့ကိုလှုပ်လိုက်တော့လို့ပြောပြီးအဲ့ဒီနောက်အဲ့ဒီလူနဲ့အဆက်အသွယ်ဖြတ်ထားတယ်ပြီးတော့သူမကစာရွက်တရွက်ထုတ်ပြီးကျွန်တော်ကိုပြုပြင်ပေးမဲ့နီးလန်းတွေကိုစည်ရင်ပြုစုပြခဲ့တယ်ဒါတွေကပထမဆုံးနေ့မှာပဲသူမကဂတိပေးခဲ့တဲ့အရာတွေနဲ့အတူတူပဲအမျိုးသားနဲ့အမျိုးသမီးတို့ရဲ့ဆွေးနွေးညှိနှိုင်းမှုကဏ္ဍစပွဲကနေလိမ်ပိုင်းဆိုင်ရာတောင်းဆိုမှုတွေထိအဲ့ဒီနောက်ကိတ်ကကျွန်တော်ကိုရှောက်ထားလိုက်ပြီးပြောလိုက်တယ်သူမကဒီလိုဘဝမှာဆက်ရှင်နေလို့စိတ်မရှိဘူးလို့ပြောခဲ့တယ်သူမကကျွန်တော်တို့2ယောက်လုံး
အလုတ်ကိုဆွန့်လွတ်ပြီးပြည်ပမှာသွားနေကြမယ်ကျွန်တော်တို့ပြောဖူးတဲ့ကမ်းခြေဘားငယ်လေးကိုစတင်ကြမယ်လို့ဆိုခဲ့တယ်သူမကကျွန်တော်နဲ့အတူအခုပဲထွက်သွားလိုက်မယ်လို့ပြောခဲ့တယ်ဒါပေမဲ့ကျွန်တော်ကသူမနဲ့အတူသွားဖို့လိုအပ်တယ်ဒါကိုနားလည်အောင်ရှင်းပြရရင်အရင်ရက်ကကျွန်တော်လွတ်လပ်ရေးပြီးနောက်ဘဝကိုစိတ်ကူးကြည့်ရင်ဒါဟာကျွန်တော်စဉ်းစားနိုင်တဲ့တစ်ခုတည်းသောအရာဖြစ်ခဲ့တယ်ကျွန်တော်ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုကိုလုပ်နေပြီးသားမို့နောက်ထပ်အပိုအခက်တစ်ခုကိုထည့်ပြီးကျွန်တော်လိုချင်တာကိုလှုပ်လိုက်ရင်ကောင်းမယ်လို့ထင်ခဲ့တယ်။သူမကအတိအကျအဲ့ဓာတွေကိုလိုချင်နေတာကျွန်တော်ကိုသူမကိုလွမ်းမိပြန်တဲ့ခံစားချက်ကိုပြန်ယူလာစေခဲ့တယ်။သူမနဲ့အတူရှိချင်တဲ့တတိကိုလည်းအဲ့ဒါဟာကျွန်တော်စကားပြောနေတာကိုအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ရတဲ့အခိုက်အတန့်ဖြစ်ခဲ့တယ်။ကျွန်တော်သူမကိုသူမ၏တငယ်ချင်းတွေစောင့်နေတဲ့ကားစီပြန်လိုက်ပို့ခဲ့တယ်။ကျွန်တော်ကဖုန်းနဲ့စကားပြောနိုင်လိမ့်မယ်လို့ပြောခဲ့ပေမဲ့နောက်ထပ်ဘာမှအာမခံပေးနိုင်မှာမဟုတ်ဘူးလို့သတိပေးခဲ့တယ်။အဲ့ဒါကြောင့်သူမကအေးဆေးသွားလိုက်တယ်။အဲ့ဒီနေ့ကနေညတိုင်းဖုန်းနဲ့စကားပြောနေကြတယ်ပေမဲ့အမြဲတမ်းအတူတူပါပဲ။သူမကငိုပြီးနောက်ထပ်အခွင့်အရေးတောင်းတယ်ကျွန်တော်ကသူမလုပ်ခဲ့တဲ့အရာကြောင့်စိတ်ဆိုးပြီးဖုန်းချလိုက်တယ်။အခုချိန်မှာကျွန်တော်သူမကိုအယမ်းလွှမ်းနေပြီးတိုက်ပွဲဝင်နေတယ်သူမကဆယ်စုနှစ်ပေါင်းများစွာကျွန်တော်၏အကောင်းဆုံးတငယ်ချင်းဖြစ်ခဲ့တာအဲ့ဒီလူကိုစကားပြောဖို့ဆုံးရှုံးတာဟာခက်ခဲတယ်ကျွန်တော်တို့ဝေမျှခဲ့တဲ့အိမ်မက်တွေနဲ့အစီအစဉ်တွေအားလုံးကိုပြစ်ချလိုက်တာဟာဝမ်းနည်းစရာကောင်းတယ်ကျွန်တော်ဘာထက်ပိုတဲ့အရာကအားလုံးကိုထုတ်ပိုးပြီးနောက်ွယ်မှာဘဝကိုပြန်စတင်လိုက်ချင်တာကျွန်တော်အဲ့ဒါကိုသူမနဲ့အတူလှုပ်ချင်ပေမဲ့သူမကအဲ့ဒါကိုဖျက်ဆီးခဲ့တယ်ကျွန်တော်စီကလူယူခဲ့တယ်အဲ့ဒါပဲအဲ့ဒါဟာကျွန်တော်တို့ရရှိထားတဲ့အချက်လက်အားလုံးပါကျွန်တော်တို့မျှော်လင့်တာကလွတ်လပ်ရေးကိုအောင်မြင်အောင်လုပ်နိုင်ခဲ့ပြီးတော့ကမ်းခြေမှာပြောင်းရွှေ့ပြီးသူမိဘကိုစတင်လိုက်တာပါဒါအပြင်ကျွန်တော်တို့တည်ထားတာဖကသူမ၏လိမ်လည်မိန်မကိုရင်ဆိုင်နိုင်ခဲ့ပြီးအဝမ်းပိုင်းသားကသူ့ကိုရောက်လာတာကိုရရှိခဲ့တာပါဒီဗီဒီယိုကိုအဆုံးသတ်ဖို့အရှိကြီးဖြစ်နေပြီးသားမို့ကျွန်တော်အပီကိုဘယ်နေရာမှာဖြစ်ပျော်နေပြီးဘဝနဲ့ကျဉ်းနေကြောင်းဆုတောင်းပါတယ်နောက်ထပ်တတိပေးစကားတစ်ခွန်းအနေနဲ့တင်းတို့တွေကဘယ်နှစ်ယောက်ကအပီပြောခဲ့တဲ့အတိုင်းကမ်းခြေဘားငယ်လေးကိုရှိကျင်ကြမလဲကျွန်တော်တို့လိုလူတွေအတွက်ဒါဟာအနားယူရေးအိမ်မက်တစ်ခုဖြစ်နိုင်တယ်လို့သိထားပါတယ်ဒီဗီဒီယိုအဆုံးကိုရောက်လာနေပြီးတင်းတို့ကြိုက်ခဲ့ရင်ကျေးဇူးပြု၍လိုက်ကြည့်ဖို့နှိပ်ကြပါလက်မလွတ်ဆန်းနဲ့စရင်သွင်းထားပြီးဘယ်အချိန်မှာကျွန်တော်ဗီဒီယိုအသစ်တင်လဲအတိပေးနိုင်အောင်ဘဲအိုင်ကွန်ကိုလည်းနှိပ်ထားကြပါဒီအပြင်ကျွန်တော်ဤ channel ကနေတင်တို့ကြိုက်နိုင်တဲ့ဗီဒီယိုတွေကိုပုံမမြင်နိုင်ပါတယ်ဒါကြောင့်နောက်ဗီဒီယိုမှာတင်တို့ကိုတွေ့ဆုံပါပါ